ဒါနဲ့အဲ့ဒီခြံတဲ့ဘက်ကိုတခါထပ်ခွဲနဲ့ဒါသေးကြပြီးမကောင်းတဲ့လူရှိတယ်ဆိုတော့ထပ်ခွဲရင်ကနေနောက်ဆုံးမှသူတို့တအိမ်နဲ့ပဲကြံတော့တဲ့အဆင့်ရောက်သူတို့တအိမ်နဲ့ကြံတဲ့အချိန်ကျခြံတဲ့လူတွေအကုန်ဆင်ပြေတယ်သူတို့တအိမ်ပဲဆင်မပြေဖြစ်သွားတယ်ဟောမိခင်ဆိုတာတော့သူ့ဝမ်းထဲမှာတရေတီတဲ့ကလေးကိုသူကအားရဖြစ်တာပေါ့သူရောက်လာကြတဲ့ကအိမ်မှာထမင်းညမောင်အောင်စားရတယ်လို့မရှိဘူးဝါအောင်စားရတယ်လို့မရှိဘူးဝေးလာတဲ့အခါမှာလည်းဒုက္ခတွေပေးလိုက်တာအချိန်နောက်ဆုံးမှသူ့ကိုမတ္တသွားတိတတ်တဲ့အရွယ်လေးရောက်တည်ထီအောင်အမေလှုပ်တဲ့ပုဂ္ဂိုလ်ကသိခံပြီးတော့ကျွေးပွေးဆော့ဆော့တောင်းစားရတဲ့အဆင့်ရောက်တာတောင်းတဲ့တိုင်းရသလားလို့ဆိုသူပါလာလို့ရှိရင်ပေးမဲ့လူတယောက်မှမရှိဘူးနော်တန်လျာမှာအမှားလုပ်ခဲ့တာရဲ့အပြစ်ထန်တွေကိုခံပေးမဲ့လူတယောက်မှမရှိဘူးဒါနဲ့ကြာတော့မိဘလည်းပဲနော်ကိုမချိအမိတော်လည်းသားတော်ပဲပစားရတဲ့အခါဥမမတောင်းတော့သီလမဆောင်နိုင်ဘူးပေါ့တရက်ကြတော့သူ့လက်ထဲခွက်ကလေးထည့်ပြီးငါသားဟိုအိမ်နဲ့သွားမင်းအဲ့ဒီတော့တောင်းလိုက်ငါတဏှာတောင်းမယ်ဆိုပြီးတော့လစ်တော့တာအဲ့လစ်သွားတာခြေရဖြောက်လိုက်အဲ့ဒီလိုခြေရဖြောက်လိုက်တဲ့အခါကျဒီကောင်ဟာဘာဖြစ်သွားတော့ဆိုတော့မစားရတဲ့ရက်တွေကများပြီးတော့ပိန်ချုံလို့လူလည်းရေချိုးရတယ်လို့မရှိဘူးအမိုက်ပုံတွေသူများတွေပြစ်ထားတဲ့အစားအစာတွေတဲကကောက်ပြီးတော့အဲ့ဒါစားအဲ့ဒီလိုနေတာလူကတရေရုပ်ပေါက်သွားတယ်လူကလည်းမွဲချောက်ပြီးတော့ဆင်းရဲဒုက္ခရောက်လိုက်တာအဲ့ဒီအချိန်မှာရှင်သာရိပုတ္တရာမထေရကတာဝတိပြည်တဲ့ဆွမ်းကံဝင်လာတော့အမတ်မထေရသူနဲ့သွားတွေ့တာသွားတွေ့တော့ရှင်သာရိပုတ္တရာတနာသွားအော်ဒီလောက်ဆင်းရဲတဲ့ကလေးလေးပါလားဟိုလေးလိုက်ကောက်ဒါလေးလိုက်ကောက်နဲ့အဲ့ဒီထမင်းလုံးလေးတွေထမင်းစီလေးတွေပြစ်ထားတဲ့ဟာလေးတွေကိုကောက်ပြီးစားနေရှာအဲ့ဒါမြင်တော့ရှင်သာရိပုတ္တရာကတနာပြီးတော့သူ့လှမ်းခေါ်မင်းဒီလိုပဲစားကြရမရှိဒီလိုနေရတာဘယ်တော့မှသူ့ဝအောင်စားဘူးတဲ့ဒီလိုပဲနေရတယ်နေကြလဲအိတ်မရှိဘူးအကိုစရာကြောင်းဒါပေမဲ့သင်္ကန်းဝတ်ပါလားအရှင်ဘုရားတဲ့တပည့်တော်သူကောက်ဝတ်ပေးပါတော့တဲ့သင်္ကန်းဆိုတော့ရှင်သာရိပုတ္တရာကအင်္ဂါဝတ်ပေးမယ်မင်းလိုက်ခဲ့ကြောင်းဆိုပြီးတော့ခေါ်တော့တယ်ပေးရည်နေတဲ့ကောင်ရေတွေပါလေချိုးပေးသင်္ကန်းတွေပါလေပေးတပည့်တွေပါလေပေးပြီးတော့သူသင်္ကန်းလေးဝတ်ပေးလိုက်တယ်ကိုယ်လေးဝတ်ပေးလိုက်ကိုယ်လေးဝတ်ပြီးတော့စားလေးပါလေသင်ပေးတော့ညာတော့သူကအကောင်းသားပဲညာကောင်းမိတ်ပဲလို့ဘုံကံကနဲလိုက်တာသူ့ကိုနောက်ကနေခေါ်သွားရင်ရှင်သာရိပုတ္တရာကဆုံးမရဘူးတဲ့အဲ့ဒါနဲ့ရှင်သာရိပုတ္တရာမဖြစ်ဘူးမင်းเจ้าပဲနေရဆိုပြီးတော့ဆုံးခံပြီးတော့ကျွေးရရှာအတိုင်းပဲဝါအောင်စားအောင်သူပြီးတော့အဲ့ဒါလောက်ထိအောင်သူ့ရဲ့အပြစ်ဒဏ်တဏှာလုပ်ခဲ့တဲ့အမှားအပြစ်ဒဏ်ကိုခံရရှာအေးတရားတော့သူကြိုးစားအထောက်ရှာတယ်သို့တော့ဘိုက်ဝါအောင်စားရတဲ့အခါဆိုတော့ဘယ်တော့မှမရှိဘူးရှင်သာရိပုတ္တရာကကြောင်းနေပြီးတော့ကဲလူချုံနဲ့သူ့တပည့်တွေကနေပြီးတော့ကဲမင်းတို့သွားလိုက်သူ့ရဲ့နာမည်ကိုလောသကတိတ်တာလို့နာမည်ပေးထားကဲလောသကတိတ်တာကိုမင်းတို့ဒီဆောင်းလေးပေးလိုက်ပါဆိုတော့မရောက်ဘူးတဲ့သူစီပေးရမှမေ့ပြီးတော့သူတို့ကြွေးတာထင်ပြီးစားလိုက်ကြအဲ့ဒါလိုနဲ့ငတ်ပြက်ပြီးတော့နေရတဲ့ဘဝမျိုးဘယ်တော့မှဘိုက်ဝအောင်စားရဘူးဒီနေ့ကျတော့သူဒီလိုငတ်ပြက်စားလောင်နဲ့ပဲနောက်ဆုံးမှသူကိုယ်တိုင်တသဗ္ဗမြတ်စွာဘုရားလက်ထက်တုန်းကအနိစ္စဒုက္ခအနတ္တဝိပဿနာရှုပြီးချင့်ကြံခဲ့တဲ့ဥပနိဒေယလေးကြောင့်မို့လို့သူကရှင်သာရိပုတ္တရာသင်ကြားထားတဲ့အတိုင်းတရားနှလုံးသွင်းတယ်သိခံပြီးတော့တရားနှလုံးသွင်းတဲ့အခါမှာအာတော်ကင်းကွာတဲ့ယဟနာပုဂ္ဂိုလ်ကြီးဖြစ်သွားတယ်အဲ့ဒါလိုယဟနာဖြစ်သွားတဲ့အခါမှာယဟနာဖြစ်ပြီးတော့သူမကြခင်ပဲအစာရေစာဘယ်တော့မှပြည့်ပြည့်စုံစုံမစားရတဲ့ပုဂ္ဂိုလ်ဆိုတော့အာယုသင်္ခါရတွေကတဖြည်းဖြည်းရောပြီးတော့ခန္ဓာကိုယ်မှာဒီအသက်ရှင်ဖို့ရခက်ခဲလာတယ်အစာမစားရတာတွေကများလာတော့အားတွေကဆွဲယူလာအဲ့ဒါနဲ့သူရဟန္တာဖြစ်တဲ့နေ့မှာအထူး special အစာကောင်းနေရှင်သာရိပုတ္တရာကပုတ်ခိုင်းလိုက်တာတွေကလမ်းနဲ့ပြောက်ဒါတွေမကဘူးသာဝတိပြည်ဆိုတာအလုံးကြောက်ကြတယ်ပတ္တိတိကောသလမင်းကြီးကအတရိတဒါနဆိုဘယ်သူနဲ့မှမတူတဲ့အလှကြီးလှူတာလေအဲ့ဒါမင်းကမင်းသားနဲ့အချင်းချင်းလှူတဲ့အလှမှတော့သူဘိုက်ပြအောင်မစားဘူးတဲ့ကဲအေးယဟနာဖြစ်တဲ့နေ့ကျတော့ရှင်သာရိပုတ္တရာကသူနဲ့သုံးသားကြောင့်ကပဲထိုင်းနေငါပို့လိုက်ပဲဆိုပို့ခိုင်းလိုက်သူလည်းတည်းမရောက်လမ်းမှာပဲပြောက်သွားဒါသူလုပ်ခဲ့တာလေသူကလည်းလမ်းမှာဖြောက်ခဲ့တာဟုတ်အဲသူစီပို့တဲ့အစာလည်းမရောက်ဘူးဒါမှတော့တတိထားပြန်ကောင်းတယ်ရှင်မြတ်စွာဘုရားကသုတ္တန်တစ်ခုမှဟောထားတာရှိတယ်နော်အစာဆိုတာတဲ့ယေနံဒရန္တိတထာယဝိပတနိနစေတတာရှင်းနိုးတဲ့စိတ်နဲ့ယုံကြည်တဲ့တရားနဲ့လှူတဲ့ပုဂ္ဂိုလ်တွေကိုသာလဲ
ကမေဝအနံပဇတိအတ္တမေလောကေပရမေသာချီလင်တဲ့စိတ်တရားတရားနဲ့သူများကိုကျွေးခဲ့မွေးခဲ့တဲ့ပုဂ္ဂိုလ်စီသာအစာအာဟာရဆိုတာရောက်လာလေးရှိတယ်မလူတဲ့မတန်းတဲ့ပုဂ္ဂိုလ်စီဆိုရင်အစာအာဟာရရောက်မလာဘဝမှာရှားမြဲရှားနေတတ်တယ်အတ္တမေလောကေပရမေသာဒီလောကပဲဖြစ်ဖြစ်တခြားလောကမှာပဲဖြစ်ဖြစ်လူခဲ့တဲ့စီပဲရောက်တယ်တဲ့ဒါကြောင့်မြတ်စွာဘုရားတိုက်တွန်းတယ်တတ္တမဝိနေယမစ္စေတာจิตစာဒါနမလာသေးဘူးနှပြောတယ်ဆိုတဲ့အညစ်အကြေးတွေကိုနိုင်အောင်လုပ်တယ်နိုင်အောင်လုပ်ပြီးတော့လှူရမယ်တဲ့လှူရမယ်တန်းရမယ်သူများပေါ်မှာလှူတန်းကိုပိတ်ထားတွေပါလေမလုပ်ရဘူးတဲ့နော်ပုံညာနိပရလောကသမိပဋိဋ္ဌာဟောဒီပါနေတာကိုလုပ်ခဲ့တဲ့ကုသိုလ်တွေတမလောဘဝမှာအာကိုရဖြစ်တယ်တဲ့ဟောဒါမြတ်စွာဘုရားဟောတဲ့အတွေးအမြင်ပဲအခုကြည့်လေသူကုသိုလ်မလုပ်ခဲ့တဲ့အတွက်ကြောင့်သူစီပို့လိုက်တဲ့ဟာသူစီမရောက်ဘူးလမ်းမှာပဲကြောက်တယ်လမ်းမှာပဲကြောက်တယ်အစားအစာပေးချင်တိုင်းပေးလို့မရဘူးသူကပျောက်အောင်လုပ်ခဲ့တော့ပျောက်ကုန်တာပဲနောက်ဆုံးအချိန်ကျတော့ရှင်သာရိပုတ္တရာကကျောင်းပြန်ရောက်တယ်ကျောင်းပြန်ရောက်တော့ကြည့်လိုက်တော့လေမောလို့တဲ့အချိန်ပြသွားပြီသွန်းစားရလားလို့မေးလိုက်တော့မရဘူးတဲ့အဲ့ဒီမှာတော်တော်တန်ဝေကဖြစ်သွားတယ်ရှင်သာရိပုတ္တရာတပိတ်ဆေးပြီးတောက်လျှောက်ပြန်ထွက်သွားဘယ်သွားတော့ဆိုကောသလမင်းကြီးရဲ့နန်းတော်ရောက်တာရှင်သာရိပုတ္တရာကြွလာတယ်ဆိုတော့ဒီအချိန်ကြည့်လိုက်တဲ့အခါဒါဆွမ်းချိန်မဟုတ်တော့ဘူးမောလွဲနေတဲ့အချိန်ဆိုတော့ကောသလမင်းကြီးကစတုမရုတပိတ်လှူလိုက်တယ်အဲ့ဒီမှာရှင်သာရိပုတ္တရာစတုမရုတပိတ်ကိုယူပြီးတော့ခုနကလောလကတိတ်တာစီကိုသွားတယ်ဟိုကအစာမစားရလို့ရဲရဲလေးဖြစ်နေအစာငတ်တာတော့မစားနိုင်တာမဟုတ်ဘူးမစားရတာသူ့တပိတ်ထဲကိုတပိတ်လေးကိုနာနာပေးပြီးရှင်သာရိပုတ္တရာစားခိုင်းတယ်ရှင်သာရိပုတ္တရာကတပိတ်ကိုကင်ထားတယ်ကင်ထားပြီးတော့စားခိုင်းမစားဖို့ကြောက်တယ်ဆရာကိုမင်းလက်ထဲထည့်လိုက်ပျောက်သွားမှာအဲ့တော့ငါကင်ထားမယ်ဆိုရှင်သာရိပုတ္တရာရဲ့အရိယိဋ္ဌိလို့ခေါ်တယ်အရိယပုဂ္ဂိုလ်တို့ရဲ့စွမ်းတကအစွမ်းတကူနဲ့မပြောက်စေအောင်ထိမ့်ပေးထားသူလုပ်ခဲ့တဲ့အကုသိုလ်ကံကိုရှင်သာရိပုတ္တရာကစစ်ကူပေးရတာပေါ့နော်သူလုပ်ခဲ့တဲ့အကုသိုလ်ကံကဒီစတုဝရုတပိတ်ကြီးကပျောက်သွားနိုင်တယ်အဲ့ဒါကြောင့်ရှင်သာရိပုတ္တရာကသူ့အစွမ်းနဲ့စတုဝရုတွေမပျောက်အောင်အရိယရဲ့အစွမ်းတကူနဲ့ထိမ့်ထားကဲကိုင်စားတာစားငါကိုင်ထားတယ်မပျောက်စေရဘူးအဲ့ဒီမှာစားတာစတုဝရုတပိတ်ကုန်သွားတဘဝလုံးမှာဒီကခါပဲဝအောင်စားအကုသိုလ်ပဲအဲ့ဒီလိုဝအောင်စားပြီးတော့အဲ့ဒီနေ့ပဲသူကပြိဋိဘံဆံသွားရှာရသော်ဗျာကိုယ်တိုင်သူ့ရဲ့သာမဏေကိစ္စကိုဘုရားကိုယ်တိုင်ကြွပြီးတော့သူ့ရဲ့အယုဓာတ်တွေကိုစေတီတဲတယ်လို့စာထဲမှာလည်းမှတ်တမ်းတင်ထားတယ်ပေါ့နော်။တန်တရားဝုကတော့လွတ်သွားပါရဲ့ငငပြက်ပြက်နဲ့လွတ်သွားရှာ။နောက်ထပ်တော့ပြန်ပြီးတော့ပေါ်လာတော့မှမဟုတ်တော့ဘူးပေါ့ဒီလောကထဲမှာ။အဲဒါကြောင့်မလို့တန်တရားခီးသွားနေတဲ့ပုဂ္ဂိုလ်တွေဒီလိုအမှားတစ်ခုခုမျိုးမိမိရဲ့စိတ်အခက်မသိလို့စိတ်ထက်ဥဆောင်ရလိုက်ပြီးတော့မှားရတာလုပ်ပြီးပြီဆိုလို့ရှိရင်ခံလိုက်ရတာနဲတာမဟုတ်ဘူး။ဒါကြောင့်မို့ဒါကိုတန်ဝေကယူလို့ကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်ဖြစ်လောကကြီးမှာပျောက်သွားတာမဟုတ်ဘူး။ online ဖြစ်နေတယ်ဆိုတာထားဖို့မကောင်းတာတွေမပါရလေအောင်ကောင်းတာတွေသာပါရလေအောင်တတိဆောင်ပြီးတော့ကုသိုလ်တရားကိုသာများများစားစားကြိုးစားအားထုတ်ပွားများနိုင်ကြပါစေကုန်တည်းအာ